ကဲမင်္ဂလာပါမျိုးတို့ရေဒီကနေ့ကတော့နော်ကျွန်တော်ထုံးစံတိုင်းပဲကျွန်တော်ပြောသလိုပဲကျွန်တော်ကကနန်းထုတ်မှညံ့တယ်လို့ပြောတဲ့အတိုင်းပဲကျွန်တော်ကတင်ကနန်းထုတ်တာက9ထွက်သွားတော့56ဒါတွေအကုန်ထိုးမဲ့ဆိုရင်တော့56မှာကျွန်တော်65ပေါ့နော်65မှာပေါက်နိုင်ရရှိပါတယ်နော်အကုန်မထိုးဆိုရင်တော့မပေါက်ဘူးပေါ့နော်ကျွန်တော်တို့မနေ့ကကျွန်တော်တို့နောက်တစ်ခုကဗာလဲဆိုတဲ့အခါကျတော့ကီးထိတ်ကဆိုလဲကျွန်တော်တို့ကီးအနေနဲ့ပဲကျွန်တော်တို့65ဆိုပြီးထွက်သွားတယ်နော်ကီးရိုးကလည်း6ဆိုပြီးထွက်တယ်ညနေပိုင်းမှာ9ဆိုပြီးထွက်တယ်ဟုတ်လားနောက်တစ်ခါကျွန်တော်တို့ဒီနေရာမှာပေါ့နော်ဒီကီးနဲ့ဒီမာစတာကီးနဲ့ပေါင်းထုတ်မယ်ဆိုမနေ့ကညအောင်ကျွန်တော်အောင်နိုင်တယ်ပေါ့နော်တိုးဆောင်ညလည်းကျွန်တော်မပေါင်းခဲ့ပါဘူးနော်ဒါပေမဲ့မာစတာကီးကတော့သူကမာထန်ပဲမနေ့ကနော်ညရောဟုတ်လားနှစ်ကီးစလုံးကမနေ့ကညအောင်အောင်ခဲ့ပါတယ်နော်ကဲအဲ့တော့ကျွန်တော်အနေနဲ့ကတော့ထုတ်တာမှာညံပြင်းစွာနဲ့အောင်မွဲကိုမရခဲ့ပါဘူးဒါပေမဲ့ကျွန်တော်တို့ရွှေချောင်းသားတွေမှာလည်းရွှေလက်ကြီးတွေမှာလားမသိဘူးပေါ့နော်အမျိုးသမီးတယောက်ပေါ့နော်ကျွန်တော်လည်းငယ်သလားကြီးသလားမသိဘူးသူကဆရာကြီးတဲ့96မှာပေါက်ပါတယ်ရှင်းရင်ဘာဖြစ်လို့လဲဆိုတော့ငါးတွေကပလူပြောင်ပြထားတဲ့အတွက်ငါ့ကိုပတ်လိုက်တဲ့အတွက်ပေါက်ပါတယ်တဲ့ဒါကတော့သူ့ရဲ့ညံစွမ်းလေးနဲ့ပေါ့နော်ကျွန်တော်ကိုခြေခံပြီးတော့ကစားတာတော့မှန်တယ်သူ့ရဲ့ညံစွမ်းကြောင့်အောင်မြင်တာပေါ့နော်အဲ့လိုမျိုးပေါ့ကိုတခါတလေကြလဲကိုညံစွမ်းလေးနဲ့ကိုကစားပြီးအောင်မြင်ခဲ့ရင်လဲဘလို့ပဲဖြစ်ဖြစ်ကျွန်တော်အနေနဲ့ဝင်းတာပါတယ်ကျွန်တော်ရဲ့ညီကိုအခြေခံပြီးအောင်ဒီဖြစ်စေဘလို့ပဲဖြစ်ဖြစ်အောင်နေဆိုရင်ကျွန်တော်ဝင်းတာပါတယ်ဗျနော်ကဲအဲ့တော့ကျွန်တော်20လေးပဲစမယ်20လေးပဲစမယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့ဘလို့တွက်မလဲဆိုတဲ့အခါကျတော့ဒီကနေ့6483ကနေစပြီးတွက်ပါမယ်6483ကစမယ်ကျွန်တော်နီးလေးကတော့နီးတစ်ကလေးပါပဲ6483 9253တဲ့ဒီနေရာမှာကျွန်တော်နော်ပြောချင်တာဘိုက်ပါမှာဆိုရင်ကျွန်တော်ပတ်တီးတွေကအကုန်နီးပါအောင်သွားပါပြီနော်တလုံးလားကြံပါတော့တယ်အဲ့ဒါပါလဲဆိုတော့4နဲ့3နဲ့ပဲကြံတော့တယ်နော်အဲ့4နဲ့3နေရတော့ကျွန်တော်တို့တနေ့တော့အောင်နိုင်တယ်လို့ထင်ပါတယ်သို့တော်ညာလဲကျွန်တော်ကအားလုံးအောင်ပြီးသွားတဲ့ခါမှာဒီ4နဲ့3မပတ်ဖဲနဲ့နေလဲရတယ်နော်ဘာဖြစ်လို့ဆိုတော့ကျွန်တော်အနိုင်နဲ့ပိုင်းတာပေါ့နော်နောက်တစ်ခုကဟိုဘိုက်ပါမှာဒီကနေ့ဆိုရင်ကျွန်တော်ပတ်တီးလေးလာတောင်းတယ်ကျွန်တော်ဟိုပတ်တီးသမားတွေဆိုအကုန်လုံးကျွန်တော်ဘာဖြစ်တက်လုတ်ပြရတဲ့အတွက်ကျွန်တော်ဟိုပေါ့နော်မုံဘိုးလေးသဘောနဲ့တောင်းတယ်အဲ့ဒီတယောက်2ယောက်ဆိုရင်ကျွန်တော်ကသူတို့မှအခက်အခဲရှိတယ်ဆိုလို့ကျွန်တော်အလကားပေးခဲ့ပေးတဲ့အခါကျတော့တကယ်လေး6ပတ်တီးပေးခဲ့တယ်6ပတ်တီးအောင်သွားခဲ့တယ်ပြီးတော့ထိုးသလားလို့မေးတော့မထိုးဘူးတဲ့နော်ကျွန်တော်6ကိုကျွန်တော်3ရက်တွင်ထွက်ရမယ်ဆိုပြီးပေးလိုက်တယ်အဲ့တော့ကျွန်တော်ဒုတိယမြောက်နေ့မှာထွက်တယ်ပေါ့နော်မထိုးဘူးဆိုပြီးလာတယ်အဲ့တော့နောက်ပိုင်းကျတော့ထပ်ပြီးတောင်းတယ်ကျွန်တော်အနေနဲ့ထပ်ပြီးမပေးတော့ပါဘူးဘာဖြစ်လို့ဆိုတော့ကျွန်တော်တခါကူညီတယ်ပေါ့နော်အဲ့တော့ကျွန်တော်ရက်ကွက်ကစူတဲ့အခါကျတော့ကျွန်တော်ကဗီဒီယိုရရင်ခဏပိတ်လိုက်ဖွင့်လိုက်လို့ရရတယ်ရှေ့စကားနဲ့နောက်စကားမညီညွတ်တာလေးတွေရှိခဲ့တယ်နားလည်းခွင့်လို့ပေးပါဗျာကဲအဲ့တော့ကျွန်တော်တို့ဟိုခုနပြောလို့ပေါ့နော်ကျွန်တော်ပေးတဲ့ဟာမှာတစ်ချိန်တစ်ခါပေးတယ်အဲ့ပေါ်မှာမှဟိုဟာတလေးစားထိုးတယ်ဆိုရင်တော့ကျွန်တော်အနေနဲ့ပေးရကြုံတတ်တယ်ပေါ့နော်အလွယ်ရလို့အလွယ်တောင်းတာမျိုးဖြစ်တဲ့ပုံစံမျိုးဆိုရင်တော့ကျွန်တော်ဆက်ပြီးမပေးတော့ဘူးပေါ့နော်ဟုတ်လားကဲအဲ့တော့ကျွန်တော်20လေးကိုစမယ်ဆိုရင်ခါမှာဒီ9နဲ့9နဲ့ပေါင်းပါမယ်တဲ့နော်အဲ့တော့9အပေါင်း9ညီမြချင်း4ပါတဲ့နော်4ရဲ့ပါဝါ9ရဲ့နှစ်ခက်က6 496ဆိုတဲ့ကီး3တော့ဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားသလဲကြည့်လိုက်ရအောင်5နှစ်တယ်မအောင်ပါဘူးဗျာ36တယ်နော်36မှာကျွန်တော်တို့6တလုံးထိပြီးတော့အောင်ခဲ့ပါတယ်အမျိုးတို့ဒီရက်ကွက်လောက်စုတဲ့ရက်ကွက်တရက်ကွက်လုံးမစုပါဘူးဒီတလန်းနဲ့ဒီတအိမ်နဲ့ပဲဆိုတာများပါတယ်အဲ့တော့ဒီမှာ36မှာကျွန်တော်တို့အောင်ခဲ့ပါတယ်ဗျအဲနောက်တစ်ပြင်ကိုတွက်ပါမယ်ခွန်638 86ခွန်2ဆိုပြီးကျွန်တော်တို့ဒီလိုမျိုးထွက်ထားပါတယ်အဲ့နဲ့မှာကျွန်တော်တခုပြောချင်တယ်နော်ဟိုရသက်ပံကတ်တွေလာဝယ်ကြရတယ်နော်လာပြီးတော့မေးတယ်နော်တချို့ကလည်းလာပြီးအလကားတောင်းတယ်ကျွန်တော်ပြောပြရသက်ပံကတ်ကလေးမှာတော့ကျွန်တော်အခမဲ့မပေးပါဘူးဒါပေမဲ့ရသက်ပံကတ်ကလူမြတ်ကဆိုပြဟိုဟာတုံးချရသက်ပံကတ်တွေဆိုရင်တကယ်လည်းအသုံးဝင်တယ်နော်အမျိုးတို့လည်းသိတယ်ကျွန်တော်အများနဲ့ထည့်ပြောတယ်အဲ့ဟာတွေဆိုရင်တကက်ကိုကျွန်တော်10မျိုး15မျိုးလောက်ပါတယ်နော်အဲ့ဒါမျိုးလေးပါတာမှကျွန်တော်1000ပဲယူတာလူမြတ်ကတမျိုးကိုတကက်ဟိုတမျိုးကိုဟိုဒါ5မျိုးလောက်ကလေးနဲ့5000 5000အဲ့လိုမျိုးတောင်းတာရှိတယ်ကျွန်တော်မတောင်းပါဘူးเนาะအဲ့လောက်ကလေးချို့ကြလဲအလကားနီးလိုချင်တာတွေရှိတဲ့အခါကျကျွန်တော်မပေးပါဘူးเนาะအဲ့တော့ကျွန်တော်တို့တင်းနဲ့8နဲ့ပေါင်းပါမယ်တဲ့1ပေါင်း8ညီမချင်း9ရဲ့ပါဝါ4ရဲ့နှစ်ခက်က2 9 4 2ဆိုတဲ့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်ထားတယ်လဲဆိုတဲ့အခါကျတော့63မအောင်ပါဘူးဗျာ
5ကိုတဲ့5ကိုမှာတော့ကျွန်တော်တို့6တလုံးထိပြီးအောင်သွားပါတယ်တကယ်တော့ဗျာရသက်ဘန်ကကျွန်တော်ဟိုပါဇက်ကရောင်းနေပြောတာပါကျွန်တော်အလကားဒီမှာပြောပြနေတာအဲ့ဒီစာရွက်ကလေးနဲ့လိုက်မှတ်ထားရင်ဝယ်စရာမလိုပါဘူးเนาะဟုတ်လားအဲ့တော့ဝယ်တယ်ဆိုတဲ့အခါကျတော့လေကျွန်တော်ကဟိုဝရီကအားစိုက်ထုတ်ရလေးရှိရတဲ့အတွက်နည်းနည်းပါးပါတော့ကျွန်တော်ယူပါတယ်เนาะလူများကလို့တခြားဟာကြီးတွေကိုကျင်းနဲ့ရောင်းစားနေရမဟုတ်ပါဘူးဒါလောက်ကလေးကတော့ကျွန်တော်အနေနဲ့စာရွက်ကိုเนาะဘေးဘူးเนาะဒါလေးတွေပေါ့ဗျာဘောပင်ဘူးဒါလေးတွေပဲပြန်ရအောင်လုပ်ထားပါเนาะဒါလည်းအများကြီးရောင်းရတာမဟုတ်ပါဘူးကဲအဲ့တော့နောက်တစ်ပြန်တွက်ပါမယ်305ခွင်နှစ်305ခွင်နှစ်113ခွင်113ခွင်84ခွင်84ခွင်8ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တွက်ပါမယ်တွက်တဲ့အခါကျ1နဲ့8နဲ့ပေါင်း1အပေါင်း8ခုနလည်း1နဲ့8နဲ့ပဲเนาะဟုတ်တယ်နှလုံးပေါင်း9ရဲ့ပါဝါ4ရဲ့နှစ်ခက်က2 9 4 2ဆိုတဲ့ကီးသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားလဲကြည့်လိုက်အောင်2 5တဲ့2 5မှာကျွန်တော်တို့2တလုံးထိပြီးအောင်ခဲ့ပါတယ်2 3ညတဲ့2 3ညမှာလည်းနောက်ထပ်2တလုံးပဲထပ်ထိပြီးညာရောမနဲ့ကောအောင်ခဲ့ပါတယ်မျိုးတို့ညလေးရမယ်အလင်းအောင်ကြာတာ3 5 1 9 5ခွင်6 3ည2ခွင်3ခွင်ဆိုပြီးတော့ကျွန်တော်တို့ဒီလိုမျိုးထွက်ထားပါတယ်အဲ့လေးကိုတွက်မယ်ဆိုရင်ဒီ2နဲ့ဒီခွန်နဲ့ပေါင်းခွန်ပေါင်း2ညီမချင်း9ရဲ့ပါဝါ4ရဲ့နှက်က2 6 4 2ပါပဲတဲ့အဲ့တော့ဒီ6 4 2ဆိုတဲ့ကီးသုံးလုံးပါတဲ့ဒီပြင်မှာထွက်ရမယ်အဲ့တော့ဘာထွက်သွားလဲကြည့်လိုက်အောင်3ည4တဲ့3ည4မှာ4တလုံးထိပြီးအောင်ခဲ့ပါတယ်9 3ညတဲ့9 3ညမှာလည်း9တလုံးထပ်ထိပြီးညာရောမနဲ့ကောထပ်အောင်မြန်ပါတယ်ဗျကဲနောက်တစ်ပြန်တွက်ပါမယ်ခွန်4 9 16ခွင်8 16ခွန်8 3ည4 68ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်6နဲ့3ညနဲ့ပေါင်း6ပေါင်း3ညညီမချင်း6ပါတဲ့6ရဲ့ပါဝါ1 1ရဲ့နှစ်ခက်က8 6 1 8ဆိုတဲ့ကီးသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားလဲဆိုတဲ့အခါကျတော့8 1တဲ့8 1မှာ8ကော1ကောထိပြီးတော့အခွေအနေနဲ့အောင်သွားပါတယ်33နဲ့33မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျကဲနောက်တစ်ပြန်တွက်ပါမယ်ခွန်1 9 8ခွန်တင်5ခွန်တင်5ခွန်ခွန်86ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ခွန်ပေါင်းခွန်ညီမချင်း4ရဲ့ပါဝါ9ရဲ့နှစ်ခက်က6 4 9 6ဆိုတဲ့ကီးသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာဘာထွက်သွားသလဲဆိုတဲ့အခါကျတော့4ခွန်နဲ့4ခွန်မှာကျွန်တော်4တလုံးထိပြီးအောင်ပါတယ်84တဲ့84မှာလည်း4ထပ်ထိပြီးညာရောမနဲ့ကောထပ်အောင်မြန်ပါတယ်ဗျကဲနောက်တစ်ခါနောက်တစ်ပြင်ကိုတွက်ပါမယ်6ခွင်1ခွင်6ခွန်1ခွန်နဲ့2 5 3 2 5 3 26 3ညခွင်26 3ညခွန်ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့မှာတွက်မယ်ဆိုရင်2နဲ့ပေါင်း2ပေါင်း2ညီမချင်း4ရဲ့ပါဝါ9ရဲ့နှစ်ခက်က6 4 9 6ပဲထပ်ရပါတယ်တကယ်ဘာထွက်သွားလဲကြည့်ရအောင်5နှစ်တဲ့5နှစ်မှာမအောင်ပါဘူး16တဲ့16မှာကျွန်တော်တို့6တလုံးထိပြီးအောင်ခဲ့ပါတယ်မျိုးတို့ကဲနောက်တစ်ပြန်တွက်ပါမယ်16 8 4 8ခွန်5နှစ်8ခွန်5နှစ်1533 1533ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်လင်းအောင်ရရနော်အဲ့တော့ခွန်နဲ့1နဲ့ပေါင်းပါမယ်တဲ့ခွန်ပေါင်း1ညီမချင်း8ပါတဲ့8ရဲ့ပါဝါ3ရဲ့နှစ်ခက်က9 8 3 5ဆိုတဲ့ကီးသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာဘာထွက်သွားလဲကြည့်လိုက်ရအောင်39တဲ့39မှာ3တလုံးထိပြီးအောင်ခဲ့ပါတယ်26တဲ့26မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျကဲအဲ့တော့ဒီလိုမှန်လာခဲ့တဲ့ကီးလေးကိုကျွန်တော်တို့ကြာစင်းနေ့အတွက်တွက်လိုက်ရအောင်3ည2 3ည2 83ည85 95 65 ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်တဲ့အဲ့ဒါကိုကျွန်တော်တွက်ပါမယ်တွက်မယ်ဆိုတဲ့အခါကျတော့6နဲ့5နဲ့ပေါင်း5နဲ့6နဲ့ပေါင်း5ပေါင်း6ညီမချင်း1
1ရဲ့ပါဝါ6 6ရဲ့နှစ်ခါက9 169ဆိုတဲ့ကီးသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့ကောင်းပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ကကီးထိတ်ကလေးတွေနဲ့စဉ်းစားလိုက်ရအောင်ကီးထိတ်နဲ့စဉ်းစားမယ်ဆိုတော့ဒီစာပဲကလေးနဲ့ပဲစဉ်းစားမယ်နော်အပေါ်စာပဲကအပေါ်အဲ့တော့ကျွန်တော်တို့ကီးထိတ်လင်းအောင်နေလားကီးထိတ်တယ်နော်ကီးထိတ်မနေ့ကအတွက်ကီးထိတ်ကကျွန်တော်တို့249ပါတဲ့249မြင်ရပါနော်အလင်းအောင်မိရပြက်နောက်ကကီးရိုးရိုးက169ပါတဲ့169အဲ့တော့ကျွန်တော်မာစတာကီးတွေကိုပြောပါမယ်မာစတာကီးတွေကတကီးက186ပါတဲ့နောက်မာစတာကီးတကီးက492ပါတဲ့အဲ့တော့ကျွန်တော်တို့ဒီအဲ့မှာပြန်ကြည့်ရင်ဒါတွေအားလုံးကအကုန်လုံးသွားတူညီနေတဲ့အတွက်ကျွန်တော်ကတော့အပေါ်အောက်ပြီးလိမ့်မယ်ထင်ပါတယ်အပေါ်အောက်ပြီးမဲ့ထင်တဲ့အတွက်ကျွန်တော်ကီးထိတ်နဲ့ကီးနဲ့ကိုပဲကပ်ပါမယ်အဲ့တော့21 26 29 41 46 49 96ဆိုပြီးဒီလိုမျိုးကျွန်တော်ရပါတယ်တဲ့ကောင်းပြီအဲ့တော့ခဏနေအားလုံးကတော့ဒီမှာကျွန်တော်တို့အပေါ်အောက်မှာသွားပြီးတူညီနေတာပေါ့နော်21ဒီမှာ21ဟုတ်လား26ဒီမှာ2ဒီမှာ6နောက်က29ဒီမှာ2ဒီမှာ9နောက်တစ်ခါ41ဒီမှာ4ဒီမှာ1 46ဒီမှာ4ဒီမှာ6နော်49ဒီမှာ4ဒီမှာ9ဟုတ်လားနောက်တစ်ခါ91ဒီမှာ9ဒီမှာ1နောက်တစ်ခါရ96ဒီမှာ9ဒီမှာ6နောက်တစ်ခါ99ဒီမှာ9ဒီမှာ9ဆိုအားလုံးကဒီကောင်မှာအပီးပေါက်ဖြစ်သွားနိုင်တယ်ပေါ့နော်အပီးပေါက်ကပြီးခဲ့တဲ့တစ်ပတ်လုံးဆိုအပီးပေါက်ကြီးပဲထွက်တာနော်ဒီတစ်ပတ်ကကျွန်တော်တို့တစ်လုံးကြီးဆွဲနေတာအပီးပေါက်ချိတ်မဆွဲခြင်းပဲရှိသေးတယ်နော်ကဲအဲ့တော့ကျွန်တော်တို့ဒါဆိုရင်တို့အကုန်ထိုးရမှာလားဘယ်လိုရှော့မလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့အမျိုးတို့မှတ်မိပါတယ်နော်မနေ့ကကျွန်တော်ပေးခဲ့တယ်ဟုတ်လားအဲ့ဒါဘာလဲဆိုတဲ့အခါကျတော့6ထိတ်လို့ညနေပိုင်း6ထိတ်လို့ထွက်ပြီးသွားရင်တဲ့9338ဆိုတဲ့ပရိတ်9338ဆိုတဲ့ပရိတ်ဟာတဲ့3ရက်အတွင်းထွက်ရမယ်တဲ့ကောင်းပြီအဲ့တော့ကျွန်တော်9338ဆိုတဲ့ပရိတ်အဲ့တော့6ထိတ်နဲ့ပတ်သက်လို့ကျွန်တော်ပြောမယ်ဆိုရင်အင်္ဂါနေ့မှာ6ထိတ်စားထွက်တယ်နော်အင်္ဂါနေ့မှာ6ထိတ်စားထွက်တယ်ဒီမှာမထွက်ဘူးနော်ဒီမှာအဲ့ပရိတ်မထွက်ဘူးမထွက်တဲ့အပြင်6ထိတ်လို့ထပ်ပေးလိုက်တယ်ထပ်ပေးလိုက်တဲ့အတွက်အနည်းဆုံးတော့ကျွန်တော်ဒီမှာထွက်လိမ့်မယ်လို့ကျွန်တော်ယုံကြည်ရှိတယ်အဲ့တော့အဲ့ဒီ9338နဲ့ပတ်သက်တဲ့ပရိတ်ကိုပဲကျွန်တော်ရွေးပါမယ်9338 sorry နော်9338ဆိုရင်ဒီမှာ3 8 5 3 3 8ဆိုပြီးဒီလိုမျိုးရတယ်အဲ့ဒါဆိုရင်ကဏ္ဍနေကအများကြီးပါလားတဲ့နော်အများကြီးပါလားတဲ့အများကြီးပါလားဆိုတော့ကျွန်တော်တို့ဒီနေရာမှာအဲ့အများကြီးကိုကျွန်တော်ပြန်ပြီးချုပ်ကဏ္ဍလေးပြန်သုံးပါမယ်ချုပ်ကဏ္ဍလေးပြန်96ကပါတယ်နော်အဲ့တော့အများကြီးဖြစ်နေတဲ့အတွက်ကျွန်တော်တို့ကပြန်ပြီးချုပ်ကဏ္ဍလေးသုံးပါမယ်တဲ့အဲ့ဒီချုပ်ကဏ္ဍသုံးမယ်ဆိုတော့ဘာနဲ့သုံးမလဲဆိုတဲ့အခါကျတော့အဲ့တော့ကျွန်တော်ကဘယ်ဟာကိုတင်မလဲဆိုတဲ့အခါကျတော့ဒီမှာကျွန်တော်ပြောမယ်ခဏလေးကျွန်တော်ဟိုဒီနေ့ကအမျိုးတို့ကိုကျွန်တော်ပြထားတာရှိရနော်အဲ့မှာမနေ့ပိုင်း3ည2ပေါ့နော်ဒီနေ့လာနေထွက်တယ်3ညလို့ထွက်ပြီးတော့1 13998ဆိုရအခွေထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့85ဆိုပြီးထွက်ခဲ့တယ်နော်ဒီ12698ဆိုရအခွေကဘာလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကကျွန်တော်တို့ပြန်ကဏ္ဍနေကြရင်ဒီဘက်မှာတဲ့12698ဆိုရအခွေကထွက်ရမယ်တဲ့ဒါပေမဲ့12698ဆိုရအခွေကလုံးဝမထွက်သေးဘူးမထွက်သေးတဲ့အတွက်12698နဲ့ပတ်သက်လာမယ်ဆိုရင်ဒီမှာကျွန်တော်တို့21နဲ့26ပဲရှိပါတယ်တဲ့21 26အဲ့နှစ်ကွက်ပဲကျွန်တော်တို့ရှိပါတယ်တဲ့เนาะအဲ့နှစ်ကွက်ပဲရှိပါတယ်เนาะအဲ့မှာကျွန်တော်တို့ပြန်ပြီးတော့ချက်ကြည့်မယ်ဆိုရင်တဲ့ဘာရှိသလဲဆိုတဲ့အခါကျတော့ဒီမှာအဲ့မှာကျွန်တော်တို့ဒီတန်းလေးဒါရွှေချောင်းနားမှာပြထားတဲ့တန်းလေးเนาะရွှေလက်ကီတန်းရှားမယ်ပြုံးကနေမလို့အဲ့မှာကျွန်တော်တို့ဒီမှာပြန်ကြည့်မယ်ဆိုရင်21ဆိုတာရှိတယ်26ဆိုတာလည်းရှိတယ်เนาะအဲ့တော့21နဲ့26ကိုကျွန်တော်ကစားခြင်းဖြစ်တယ်အဲ့မှာကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်41ဆိုတာလည်းဒီမှာရှိတယ်เนาะ41ဆိုတာလည်းရှိတယ်နားတော့အဲ့မှာเนาะအင်ချီအင်းရတော့အမျိုးမျိုးနှိမ့်ဆက်တဲ့အိမ်မယ်အဲ့မှာ41ဆိုတာလည်းကျွန်တော်တို့ကဒီမှာ41နောက်က46ကလည်းဒီမှာ4နဲ့6နဲ့ဟုတ်လားနောက်တစ်ခါ49ကလည်းဒီမှာ4နဲ့9နဲ့နောက်တစ်ခါ61ကမရဘူး66မရဘူးเนาะအဲ့တော့ကျွန်တော်တို့ခုနပြောသလိုပေါ့เนาะပြောမယ်ဆိုရင်41 46 49ဒီ3ခွက်ကိုကျွန်တော်အနေနဲ့
4တစ်နော်4တစ်ကဲ4 6ကဲ4 9ရဲဆိုတဲ့ဟာကိုကျွန်တော်က3ခွက်ကိုဒုတိယထားပြီးထိုးပါမယ်ဒီ2ခွက်ကိုတော့ကျွန်တော်အကြိုက်ဆုံးအနေနဲ့တင်ထိုးပါမယ်အမျိုးတို့လည်းအကြိုက်တွင်ယူပါအကြိုက်မတူဘူးဆိုရင်လည်းဒီလိုကိုယ်ပြမှာနော်အကြိုက်မတူဘူးဆိုရင်လည်းမိမိသဘောနဲ့မိမိပေါ့နော်ကီးထိတ်ကိုပဲယူထိုးထိုးကီးရိုးရိုးပဲယူထိုးထိုးဒါမှမဟုတ်မာစတာကီးတွေကိုပဲယူထိုးထိုးပေါ့နော်ထုံးစံတိုင်းတချို့ကလည်းအပေါ်အောက်ကပ်ပြီးကစားရလူတွေဆိုဒီကနေ့ပို့ပြီးအားရှိတယ်လို့ကျွန်တော်ပြောချင်ပါတယ်နော်နောက်တစ်ခါ9-3-38ဆိုရယ်ဗရိတ်ကိုပဲယူထိုးထိုးဘလို့ပဲထိုးထိုးအားလုံးအောင်မြင်ကြမယ်ဆိုအောင်မြင်ဖို့သာလည်းရေးကြည့်ပါတယ်เนาะကျွန်တော်အများအားပြောနေကြအတိုင်းပဲပေါ့เนาะကျွန်တော်ဒီဆရာကြီးတယောက်မဟုတ်ဘူးကျွန်တော်ရတဲ့နီးတွေကိုအမျိုးတို့လည်းရပါစေအမျိုးတို့လည်းကြိုက်ချင်ယူပါစေဆိုရယ်စေတနာနဲ့သာနေကျွန်တော်တင်ပြခြင်းဖြစ်ပါတယ်ကဲအဲ့တော့ဒီကနေ့ကျွန်တော်တင်ဆက်မှုလေးကတော့ဒီလောက်ပဲဖြစ်ပါတယ်ကျွန်တော်တင်မယ်ကဏ္ဍတော့2-1နဲ့2-6ဖြစ်ပါတယ်ကဲเนาะအမျိုးတို့အကြိုက်တွင်ယူပါအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပြီလင်เนาะလာမယ့်နေ့မှာအောင်ပွဲများရရှိကြပါစေလို့ဆုတောင်းပေးရင်ဒီကနေ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီမှာတင်အဆုံးသတ်လိုက်ပါတယ်ဗျာ